ရေကောက်ပွဲကြီးပြီးသွားရင်တော့ရခိုင်ပြည်နယ်ကထုံးမြတ်နိုင်လဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေဖြစ်နိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုဘက MNDAA နဲ့ TNLA KIA စတဲ့မြောက်ပိုင်း၃ဘွဲ့ပေါ့။ဝါနဲ့ဆိုမြောက်ပိုင်း၄ဘွဲ့ပေါ့။ဝါတော့ထားလိုက်တော့ဒီကောင်ကတော့ဟိုဘက်ကိုပြေးပေါင်းလိုက်ဟိုဘက်ကိုနည်းနည်းလောက်ကူပေးလိုက်ဒီဘက်ကိုပြန်ပေါင်းလိုက်ကူပေးပြန်ပေါင်းဆိုတာဝါပဲအကြံဘက်တွေကိုကူပေးတယ်မြန်မာနိုင်ငံနဲ့ပြန်ပေါင်းတယ်ကူပေးပြန်ပေါင်းဆိုတော့အဲ့ဒါဝါပြည်နေလို့ပြောတယ်အဲ့တော့မြောက်ပိုင်း၃ဘွဲ့ပြီးရင်တော့ရခိုင်ဘက်ကိုလှည့်မယ် KNU တို့ဘာလို့ကြတော့ KNU တို့ဘာလို့ကြတော့သူတို့ကဟိုဘက်မှာသူတို့ကတကွဲတပြားစီဖြစ်နေကြသူတို့ကရင်ချင်းချင်းကိုတမတဲ့မတဲ့တဲ့ခါကျတော့ကရင်ချင်းချင်းလည်းသိုးတွေကိုရကရင်မာရင်ဘယ်နှဖွဲ့တွေတောင်ထွက်ကုန်3-5ဖွဲ့ထွက်ကုန်အဲ့တော့သူတို့ကိုယ်တိုင်ရောက်တော့မှစီလုံးညညို့မရှိဘူးတယောက်နဲ့တယောက်တကွဲတပြားဖြစ်နေတဲ့အချိန်ကမှသူတို့ရဲ့တော်လန်ရေးဆိုတဲ့အခက်အခဲကြီးကအောင်မြင်နိုင်မှာမဟုတ်ဘူးမောင်မြင်နိုင်တဲ့အတွက်ကြောင့်သူတို့တော်လန်ရေးရလဲကိုတော့ကတော့သူတို့ရဲ့ပြည်နယ်ကိုသူတို့ရဖို့အတွက်ရွေချက်ရှိရှိနဲ့လုပ်ခဲ့တာပေါ့အခုအချိန်မှဒီအညာဒေသဗဒတ်တင်နဲ့ပြန်ပြီးတော့ပေါ်လာတဲ့အခါကျတော့တော်လန်ရေးနာမည်ပြန်ခံတာတော်လန်ရေးနာမည်ပြန်ခံတာအခုဆိုလို့ရှိရင်တော့သူတို့ကရင်တွေလည်းတကွဲတပြားစီဖြစ်ကရင်ကတော့ဘာပဲဖြစ်ဖြစ်ကိုတော့လည်းငယ်နိုင်လို့ဖြစ်ငယ်နိုင်လို့ဖြစ်တော့ကရင်တွေဘလောက်ပဲထားသွားတောင်းကျန်နောက်ဆုံးတော့လဲကရင်ရှင်းပြန်ချတော့ကိုတော့ဆိုလို့ရှိရင် DKB နဲ့ KNU နဲ့ပြန်ချတယ် DKB ကလည်းကရင်ပဲ KNU ကလည်းကရင်ပဲကရင်ကဘာကွာသွားလဲဆိုတော့ DKB ကဗုဒ္ဓဘာသာကရင် KNU ကခရစ်ယာန်ကရင်အဲ့ဒီမှာဗုဒ္ဓဘာသာကရင်နဲ့ခရစ်ယာန်ကရင်နဲ့နှစ်ခုကကွဲပြားခြားနာပြီးတော့အဲ့ဒီမှာအချင်းချင်းတွေပြန်ချတာဒါကတော့ဗိုလ်ချုပ်ခင်ကြီးတို့အခုအငိမ့်သားယူသွားတဲ့ဗိုလ်ချုပ်ခင်ကြီးတို့ရဲ့ခစ်မြန်ကြီးမှုဆရာတော်တို့ရဲ့ခစ်မြန်ကြီးမှုဆရာတော်လည်းတော်ပါဝင်သက်ရောက်မှုတွေရှိတော့ပေါ့ရမို့အရိယာတွေအားလုံးပြီးသွားရင်တော့ရခိုင်ပြည်နယ်ဘက်ကိုလှည့်ဖို့ကတော့အများဦးလှည့်ဖို့ကတော့တော်တော်များများရှိတယ်ဒါကြောင့်မလို့တတိဝိရိယနဲ့စဉ်းနေကြဖို့